အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဆရာနင်းညွတ်တာရပါလက်လာပါပွင့်စေတဲ့ကာရာတွေကိုကျွန်တော်မတင်တာကြာလို့ပေါ့နော်ဆရာလက်ပွင့်ကာရာတွေနောက်လက်ပွင့်အစီရင်တွေလက်ပွင့်မှန်တယ်ဆရာမတင်ပေးဘူးလားဆိုပြီးတော့မေးနေကြတဲ့သူတွေရှိလာတော့ကျွန်တော်ဒီနေ့တော့လက်လာပါတွေကိုအတော်မသက်ပွင့်စေတဲ့ကာရာတွေတစ်ပုဒ်ကိုမိတ်ဆက်ပေးမယ်ဒါကိုကာရာတဲ့စာရင်ဘယ်လိုပြောရမလဲဆိုတော့magic box ပေါ့နော်ပြောရမယ်ဆိုရင်တော့ဒီမှော်အတန်ပေါ့မှော်စကလုံးပေါ့ဒီလိုမျိုးပြောလို့ရတယ်နောက်ရိုင်းတဲ့ခါဆိုရင်တော့ဂမ်ဘီယာတန်စင်တော့ဂမ်ဘီယာအတန်ဆိုပြီးတော့ဒီလိုမျိုးတုံးခဲ့ဦးတာမျိုးတွေရှိတယ်ကျွန်တော်မြန်မာနိုင်ငံမှာဒီတစုံတစ်ခုခုနဲ့ပတ်သက်ပြီးတော့မှရွတ်ဖက်ကြတဲ့ဂါထာဆိုရင်ပါရိစာတွေကိုရွတ်ဖက်ကြတာများတယ်ပါရိစာဒီရှေ့ကြတဲ့စာတွေဖြူတစ်ခုအနေနဲ့သတ်မှတ်တယ်ပေါ့အဲ့တော့ကျွန်တော်တို့အင်္ဂလိပ်စကားလို့ခေါ်တဲ့အင်္ဂလိပ်စကားတွေမပေါ်လာခင်တော့ကလက်တင်လို့ခေါ်တဲ့စကားတစ်မျိုးရှိပါတယ်အဲ့တော့ဒီစကားလုံးကလက်တင်စကားကနေပြီးတော့လာတာအဲ့ဒါအကြောင်းမလို့ကျွန်တော်ဒီကာရာလေးကိုမိတ်ဆက်ပေးမယ်အဲ့တော့ဒီကာရာကိုကျွန်တော်ရွတ်ပြမယ်ပေါ့နော်ပီကူနီယာဝင်းနစ်နော်ပီကူနီယာဝင်းနစ်ပီကူနီယာဝင်းနစ်ဒါကိုဒီလိုရွတ်လို့တော့မရအောင်ရွတ်ခံဒီမှာကျွန်တော်တို့ဘာလေးကိုတန်စလေးတစ်ခုရင်ရွတ်ရတယ်အဲ့ဒါပါလေဆိုအေအိုဒါလေးကိုရွတ်ပြီးတော့စိတ်ထဲမှာခန္ဓာကိုယ်တစ်ခုလုံးရင်ထဲမှာရှိနေတဲ့မကောင်းတဲ့ဟာတွေအကုန်လုံးဒီအတန်ရွတ်နေနဲ့ထွက်သွားလိမ့်မယ်လို့ဆိုအာယုံပြုမယ်စိတ်ကိုရှင်းရှင်းလေးထားမယ်ရမလားပြီးသွားတဲ့အခါမှာဒါရွတ်ပြီးသွားပြီဆိုတာနဲ့ဒီကျွန်တော်ခုနကရွတ်ပြတဲ့အတန်ကိုဂါရာကိုစကလုံးကိုရွတ်ရပါမယ်ပီကိုနီယာဗင်းနစ်ပီကိုနီယာဗင်းနစ်ဒါရွတ်တဲ့အချိန်မှာပီကိုနီယာဗင်းနစ်ပီကိုနီယာဗင်းနစ်ပီကိုနီယာဗင်းနစ်ကျွန်းနေနဲ့အတန်နှိမ့်မြင့်လေးကွက်ကိုချိန်ပြီးတော့ရွတ်ကြတယ်ပြောရမယ်ဆိုတော့ဒီစကလုံးကကျွန်တော်ပတ်စံနေငွေတွေချမ်းသာခြင်းတွေကြော်ဝါခြင်းတွေကိုဆွဲယူတဲ့တန်လိုက်တုံးတစ်ခုလို့ကိုကရွတ်ပေးရတာပီကိုနီယာဗင်းနစ်ပီကိုနီယာဗင်းနစ်ပီကိုနီယာဗင်းနစ်မိမိရဲ့စိတ်ကစကြဝဠာထဲမှာရှိနေတဲ့ပတ်စံတွေအကုန်လုံးကကျွန်တော်ခန္ဓာကိုယ်တစ်ခုလေးရှိရောက်လာကျွန်တော်ရဲ့အိမ်ကိုရောက်လာကျွန်တော်ရဲ့ပတ်စံအိမ်တဲကိုရောက်လာပြီဆိုပြီးတော့အာယုံပြုပေးရမယ်အဲ့ကများတော့မှာဗျာပတ်စံအိမ်တွေပါရှိပတ်စံအိမ်ကိုကင်တာပီကူနီယာဘန်နစ်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 ဒီပတ်စံအိမ်တော့ပတ်စံတွေဝင်လာပြီမမီကဖုန်းလုံးရှိရဲဆိုရင်အဲ့ဖုန်းထဲမှာရှိတဲ့ဘန်ကောက်ရှိတဲ့ဘန်ကောက်ကိုဖွင့်တာပီကူနီယာဘန်နစ်ပီကူနီယာဘန်နစ်ပီကူနီယာဘန်နစ်ဆိုပြီးတော့ဒီဘန်ကောက်ထဲဒီပတ်စံအိမ်ထဲဒီအရာတွေကိုပတ်စံတွေအများများဝင်လာပြီဆိုပြီးတော့တွေးပြီးတော့ဒီကာလာလေးကိုရွတ်ပေးပါအဲ့ဒါဆိုရင်လလာပါတွေပွင့်ဖြိုးပြီးတော့ပတ်စံတွေတိုးပွားတိုးတက်လာပါလိမ့်မယ်အားလုံးပဲလလာပါတွေပွင့်ဖြိုးတိုးတက်ကြပါစေ